လိုကြမ်းကြမ်းမာမာနဲ့နေတဲ့အချိန်မှာအောင်လက်မှကင်သွားခဲ့ရင်လုံးဝဆက်တော့လက်မကွယ်ကွယ်တော့လက်မဆက်ခင်တေသွားရင်လေကျွန်တော်တို့ရဲ့နာဝိညာဉ်ရုပ်ကတော့တင်းကြိုင်းပေါ့ဗျာအားလုံးပြန်ပြောအောင်ထောကာလ၌ညင်မုတ်သည်နေရင်းမြေတော့၎င်းဝိညာဉ်သည်အရင်ပေးတော်မူသောဖရာသခင်ထံတော့၎င်းပြန်သွားရလိမ့်မည်တယောက်နဲ့တယောက်တေချာပြောမင်းရဲ့ဝိညာဉ်ကဖရာထံသွားမယ်မင်းရဲ့ခန္ဓာကြီးကတင်းကြိုင်းမှာသွားမယ်လို့တယောက်နဲ့တယောက်ပြည့်ဖြတ်ပြောကြတော့ပြောပြီလားမင်းရဲ့ဝိညာဉ်ကဲဒါပဲလေကဲဟုတ်ပြီလက်ခုတ်တီးကြတော့ဒါကတော့တေချာတယ်ဘယ်သူမှဆိုမတေချာဘူးလားဒါဆိုရင်တချို့ဝန်တာဖယားထန်သွားမယ်ဆိုတော့ပြီးရောဖယားထန်သွားမယ်ဆိုရင်ပြီးရောညင်မှုကတော့ညင်မှုပြန်ရမယ်ဘယ်သူမှဆိုလောက်ကစားမယ်ဘယ်သူမှဆိုဘာစားမယ်လောက်စားဒီဒီခန္ဓာကြီးကဘယ်လောက်ပဲဆရာလိမ္မနာကတန်းကြွယ်တထေးကြီးပဲဖြစ်လောက်ကစားမှာဘယ်သူကစားမှာဟာဆရာလိမ္မနာတန်းကြွယ်တထေးကြီးဆိုရင်လေမြန်လာငါစားမယ်တဲ့လောက်ကဟာဆရာလိမ္မနာတမရအကြီးမြန်လာငါစားမယ်တဲ့ဟာတိတ်ပံပညာရှင်ကြီးပါဆရာလိမ္မနာကသူ့ဦးနှောက်ကိုစားချင်တာကြားပြီးမြန်လာဟာဘယ်သူကစိန်ခုံမလဲအားလုံးတယောက်နဲ့တယောက်လောက်စားလို့ပြောကြတယောက်နဲ့တယောက်လောက်စားဟုတ်ပြီဒါပေမဲ့အထဲမှာရှိတဲ့နာအထဲမှာရှိတဲ့ဘယ်သူနာဖျားထဲပေးတဲ့နာဟာအော်ချင်းနာချင်းတေချင်းမရှိဟာဘယ်ဘဝမှမပြောင်းဘူးခွဲဘဝမပြောင်းဘူးဝက်ဘဝမပြောင်းဘူးပြောင်းချင်တယ်လားခွဲဘဝဘယ်သူပြောင်းချင်မလဲပြောင်းလည်းမပြောင်းပါဘူးထာဝရဖျားပေးတဲ့အတွက်ကြောင့်ထာဝရဝိညာဉ်ထာဝရပါညင်ထာဝရဝိညာဉ်ဒီနေ့ဆရာလိမ္မနာဟာကိုယ်ခန္ဓာကတော့အပုတ်ကောင်းတရုပ်ဆောင်တဲ့အတွက်ကြောင့်အလုံးနာမည်ရှိတယ်ဒီလက်မဟာလက်မလို့နာမည်ရှိတယ်လက်မမှာလက်သေးလို့နာမည်ရှိတယ်ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုလုံးဟာစပင်ကစပြီးတော့မှအထဲမှာရှိတဲ့ဥကလီစာနှလုံးကြောက်ကအသွေးအသားအယိုးချင်းစီခြေလက်အင်ကမျက်စိနှာခေါင်းနဲ့ရွက်ကအစအလုံးနာမည်မရှိဘူးလားဆရာလိမ္မနာဟာဘယ်ဟာလဲနာဝိညာဉ်ဆရာလိမ္မနာဆိုတာဘယ်သူ့နာမည်လဲနာဝိညာဉ်ရဲ့နာမည်ဒီလက်ကြီးကိုဖြတ်ပြီးတော့ဆရာလိမ္မနာလို့နိုင်ငံခြားပို့ရင်ဟာလက်ကြီးပါလားလူလက်ကြီးပါလားလို့ပဲပြောမှာဆရာလိမ္မနာမဟုတ်ဘူးလို့ပြောကြမှာဒီခန္ဓာကြီးရုပ်ကလတ်ကြီးနာမည်အကုန်မရှိဘူးလားဒီနေ့ဆရာလိမ္မနာသည်ထွက်သွားမယ်နာဝိညာဉ်လုံးဝနာမည်သည်လောက်ကလည်းစားလို့မရအောင်အဲ့ဒါကြောင့်တေသွားတဲ့လူတည်းရဲ့နာမည်ဒီအခုတည်းမရှင်ဘူးလားနာမည်ရှိနေတာဝိညာဉ်သားငရဲရောက်တဲ့သူနဲ့ကောင်းကင်ရောက်တဲ့လူဒါကွာလာပြီအားလုံးလည်းထောကာလ၌မြင်မှုတ်တည်နေရင်းမြေလောက်ကစားပြီးမြင်မှုပြန်ဖြစ်ဝိညာဉ်သည်အရင်ပထမပေးခဲ့တဲ့ဖျားထံတော့ပြန်သွားရလိမ့်မည်ဝန်သားဆရာမကောင်းဘူးလားအေးဒါပေမဲ့အဲ့ဒီမှာနေဖို့မဟုတ်သေးဘူးဗျာအဲ့ဒီမှာငါအောင်သလားမအောင်ဘူးလားလို့ငါဘယ်ကိုသွားရမှာလဲလို့သွားမေးတာဟိုရဲ့ဝိညာဉ်ဘယ်ကိုသွားမလဲလို့သွားမမေးရဘူးလားမေးရမှာဖယားသခင်ကအခုလိုနားထောင်ပြီးနားလဲပြီးသဘောပေါက်ပြီးစစ်မှန်တဲ့ဖယားထာဝရဖယားဖန်ဆင်းရှင်ဖယားထာဝရဖယားမေတ္တာရှင်ဖယားအစဉ်အမြဲမြေကြီးကိုအဖို့မရှိပဲခင်းတဲ့ဖယားမောကောင်းခင်ကိုတော့တပတ်ဒီချက်တဲ့ဖယားပွေရင်တကပွေရင်ဖယားတကဖယားမပြောင်းလဲနိုင်တဲ့မအိုမနာမသေးတဲ့ဖယားနေဆထာဝရတည်တဲ့ဖယားကိုကောင်းကောင်းတည်ကျွမ်းပြီးနားထောင်ပြီးသဘောပေါက်ပြီးအောင်ခဲ့ရင်ပါခဲ့ရင်အောင်ခဲ့ရင်အောင်စရင်မာနာမဲပါတော့ကြောင့်ဆရာလိမ္မနာမင်းအောင်တာပဲသွားတော့ကောင်းကြီးမာတဲ့ဟာဆရာလိမ္မနာနာမဲမပါဘူးဟိသွားတော့ငရဲမာဒါပဲအဲ့ဒါတော့လူဟာတေပြီးမှတရားစီတော်မူခြင်းကိုခံရမယ်တဲ့ဟေပြေဘုရားဥပဒေပုဒ်မဟေပြေဩဝါဒစာအခန်းကြီးကိုအပိုက်ငယ်29ရေစကြည်လအခန်းကြီး18အပိုက်ငယ်4ဟေရှာယအခန်းကြီး33အပိုက်ငယ်22ဒါဒီကိုဒီ3ပုဒ်ဖတ်ပြီးရင်တော့တေချာနားလေတပိုပေါက်ပြီးရင်လုံးဝနောင်ရေးအတွက်စိတ်အေးတဲ့ဘဝရှိဖို့
တိရဲ့ဝိညာဉ်တိရဲ့အသက်တိရဲ့ဝိညာဉ်ရှိလို့ဒါလူရှိသူရှင်မျက်နှာပြနေတာဝိညာဉ်ရှိလို့ဒါအသက်ရှင်နေတာမပုတ်မတော်အဲ့ဒီဝိညာဉ်နေချင်းညချင်းထွက်သွားကြည့်အပုတ်ကောင်တရုပ်ဆောင်တဲ့အတွက်ကြောင့်အလောင်းဖြစ်သွားမယ်မိမအကြိုက်အောင်မလားယောက်ျားချစ်အောင်မလားမိသားစုတီလုံးဝအိမ်မှာမထားချင်တော့အလောင်းဖြစ်သွားပြီအဲ့ဒါကြောင့်ဒီဝိညာဉ်ဟာသာဝရဝိညာဉ်သာဝရဖရာဝက်ဘဝမပြောင်းဘူးနွားဘဝမပြောင်းဘူးခွဲဘဝမပြောင်းဘူးဒီဝိညာဉ်အတိုင်သွားမှာအခုပြောတဲ့အခုစကားပြောနေတဲ့ဆရာလိမ့်မနာအခုမြင်နေတဲ့ဆရာလိမ့်မနာထွက်သွားရင်ဒီအယုတ်ကြီးမွဲအရေးခွန်ချွတ်ပြီးတော့ထားခဲ့တယ်လို့ကြံ့ခဲ့ပြီးတော့ဆရာလိမ့်မနာထွက်သွားရမှာဒါကြောင့်ထွက်သွားတဲ့အချိန်မှာသာဝရကောင်းကင်သွားရင်သွားသာဝရကောင်းကင်သာဝရဖရာထံမှာနေရင်နေသာဝရဖရာကိုမသိခဲ့နားမလဲခဲ့ပထွေဖရာဒီလောကဖရာဒီအတုဒီမိတ်တူဒီနဲ့အချိန်ကုန်ခဲ့ရင်သာဝရငရဲကဲအတုဆိုရင်ဘယ်မှာလဲသာဝရငရဲအစစ်ဆိုရင်သာဝရကောင်းကင်အဲ့ဒါကြောင့်ဘယ်ဖရာနဲ့ဘယ်လိုအောင်စရင်မှာခွဲခြားနားလေတပေါ်ပေါက်ပြမသေးခင်ကိုယ့်ရဲ့နေဝင်ချင်းမရောက်သေးခင်မှာအစစ်နဲ့အတုကိုခွဲခြားပြီးနားလေတပေါ်ပေါက်ရင်မိတ်တူကိုင်မလက်ခံမလားမူရင်းကိုင်မလက်ခံမလားမူရင်းပြတဲ့ဒါပဲမပုံတင်တီတောင်ပြအတုလုတ်ထားခဲ့ရဲ့တွားအဖမ်းတောင်အရေးယူခါအောင်အစစ်တကယ်လာဝကယုံကတက်ဆိုင်ရာဌာနထုတ်ပေးတဲ့လက်မှတ်နဲ့တစိတ်နဲ့လက်မှတ်တွေ့ရတယ်မရဘူးလားအားလုံးလက်အောင်ကျွန်တော်တို့ဒီဤနေရာလာထိုင်ခြင်းဒီနောင်ဘဝမှာမိတ်တူမဟုတ်တော့မူရင်းအစစ်ဖယားကောင်းကင်နိုင်ငံသားလက်မှတ်ပြနိုင်ရေးအတွက်နားထောင်နာကြီးဖြစ်သည်ဒါပဲရေးကြီးတယ်နော်ဟုတ်ပြီဟေဘဲကော29တွေ့ပြီလားဖတ်မယ်ဒီမှာဘေးအဖေအမေအဖိုးအပွားဒီကြားချင်မဖတ်တတ်တော့တဲ့သူဒီကြားချင်နားကြားချင်တယ်ကြားရင်တိပြီတိရဲ့ဆုံးဖြတ်လို့ရကဲဖတ်မယ်1 2 3ရပြီလူသေးပြီးရင်ပါခံရမယ်တရားစီရင်ခံရမယ်တဲ့လူသေးတခါတည်းတေးရွထော်နောက်မှတရားစီရင်တော်မူခြင်းကိုခံရတဲ့ကဲ့တော့တဲ့တေးပြီးရင်ဒီတိုင်ညက်ပြောက်ချက်ပြောက်တာမှာကိုသွားချင်တဲ့နေရာကိုသွားလို့မရဘူးကိုဟာကိုအမှတ်ပေးပြီးတော့ငါကောင်းတာဒီလွတ်ခဲ့တာပဲငါကုသိုလ်ဒီငါဒါနဒီပယ်ရောက်ကုန်လို့လေဟာလို့မဲလို့ရမလားအေးမင်းကုသိုလ်ပြုတာဒါနပြုတာဟုတ်ပါရဲ့မင်းရဲ့ကုသိုလ်စုပေါင်းကတပယ်ပဲရှိတယ်အကုသိုလ်ကတပိတ်တာဒါဆိုအကုသိုလ်အလေးတန်ပယ်သွားပယ်ငရဲသွားဖို့ဒါကြောင့်ဒီနေ့ကျွန်တော်တို့လူတီးကပို့တန်မနေသိဘူးနော်ကိုဟာကိုအမှတ်ပေးကိုဟာကိုစာမေးပွဲစစ်လို့ရမလားစာစစ်ဌာနရဲ့စစ်ချက်ကအရေးကြီးတာဒါကြောင့်စေတမ်းမှာငါဖြေနိုင်တယ်တဲ့ငါကြက်တာဒီလာလို့တဲ့ငါဖြေနိုင်တယ်စာရွတ်တောင်းပြီးဖြေချလိုက်တာတဲ့ငါရတဲ့တီးပါမယ်တဲ့မိဘပြောလို့မိဘတည်းမဝန်တာဘူးလားအေးကွာငါသမီးဖြေနိုင်တယ်ဆိုတော့အိမ်နီးနားတောင်ကြွားသေးတာငါသမီးရတော့ရပဲလို့ပြောတယ်အိမ်နီးနားတရားမှတော့တီးပါမယ်လို့ပြောတာမကြွားဘူးလားဝတ်ကြီးတေချမွေးထားတာအောင်စိန်ထွက်လန်းတပ်ပေးဖို့ထွက်လာတော့နားမဲတော့မတွေ့ရကဲကိုဟာကိုအမှတ်ပေးနေတာကိုဟာကိုအလွဲယူနေတာလွယ်မယောင်နဲ့ခက်တဲ့တိမ်မယောင်နဲ့နဲ့တဲ့လောကအရာလေးတီတောင်သာဝရဖရာရဲ့ရှေ့တော်မှာကိုဟာကိုတရားစီရင်လို့တော့ရမှာမဟုတ်ဘူးတရားသူကြီးရဲ့အမြင်နဲ့တရားခံရဲ့အမြင်ဘယ်ဟာရေးကြီးတယ်လဲတရားသူကြီးရဲ့သုံးသပ်ချက်ကအရေးကြီးတာပေါ့တရားခံကငါဘာမှဘသူဥပစာမငါမခိုးဘူးဆိုတော့ငါလွတ်တယ်ငါကတော့တက်တာတယ်သူကငါ့ကိုလွတ်တာတဲ့အဲ့လိုပြောတာတရားဥပဒေနားမလဲတဲ့လူနဲ့ဥပဒေနားလဲတဲ့လူစကားများတာတက်ခန်းကလည်းနေတော့စကားများဟိုကလည်းဥပဒေပညာရှင်ဆိုတော့ဒီဖက်ကလည်းစီးပွားရေးသမားသူလည်းပိုက်ဆံမရှိဘူးလားပိုက်ဆံရှိတော့သူလည်းမောမမြင်လေမမြင်ဘယ်သူ့မှာငါကယူမဆိုင်ဘူးကိုပိုက်ဆံရှိဖို့အရေးကြီးတယ်ဆိုမနေဘူးလားဟောဖက်ကလည်းဥပဒေပညာရှင်ဆိုတော့တီကောင်းဘာမသိပညာမတတ်ငွေပဲရှိတာအဲ့ဒီဟာဆိုပြီးတော့စကားမများကြဘူးလားအနေနဲ့ငါနဲ့တက်ခန်းကနေစကားများတော့တရက်ကြတော့ဆေးမှာတွေ့တာဆေးမှာတွေ့တော့ဥပဒေပညာရှင်ကစီးပွားရေးငွေရှိတဲ့သူ
ဆေးဝယ်တဲ့အချိန်မှာနောက်ကနေချောင်းပြီးနှာခေါင်းသွေးထွက်အောင်ထိုးပြီးလိုက်တာဟာဆေးတဲ့ဒီမလတ်ဘူးလားအမလေးထိုးပြီးလိုက်တာဘာမှပြောမဆိုသူကသူဆေးဝယ်နေတာဟာကောင်နှာခေါင်းသွေးဆိုမင်းမပြေးနဲ့တော့ဆိုတော့မပြေးဘူးလားပြေးသွားတော့ပြန်လက်လာတော့အိမ်ကြီးချင်းဖြစ်နေတော့ဟာမင်းကလူတော်ထဲမှာငါ့ကိုရှက်ခွဲတယ်ငါပြောပဲနဲ့မင်းမပြေးနဲ့နော်ဆိုတော့လက်လာတော့မင်းတုံးပါပိတ်ပြီးတော့မှအထဲမှာဝင်သွားတာသူ့အိမ်မှာမဝင်ဘူးလားမင်းရမလားဘယ်မှမသွားနဲ့ဆိုပြီးတော့လေးပြန်သွားယူတားပြန်သွားယူလေးနဲ့သွားနဲ့ဓမ္မနဲ့တခါတည်းမင်းတတိရှင်တကားဖွင့်ဆိုတော့ကြောက်လို့ပိတ်ပါတယ်ဆိုမှဖွင့်မလားမဖွင့်ဘူးတခါတည်းနဲ့မင်းသေးငါသေးဒီနေ့ကတော့စကားများယုံနဲ့မပြီးတော့ငါ့ကိုအဲ့လိုထိုးပြီးမှတော့ဆိုတော့ဓမ္မနဲ့မဖောက်ဘူးလားတကားကိုခွဲတော့ဟိုကနေလေလေးနဲ့ပြစ်လိုက်တာသူ့တကားဖောက်လာတဲ့သူအထက်ကနေမပြစ်ပြန်ဘူးလားပြစ်တော့ရဲတီရောက်လာတာဆိုမှအားလုံးရက်ကွက်တိချတော့လဲဒီမရောက်လာဘူးလားရဲတီရောက်တော့ခေါ်သွားဟိုကလူကိုလဲဟိုကပြစ်တဲ့လူအထက်ကနေနေတဲ့လူကိုလဲစခန်းမှာဟိုမှာတော့ဆေးရုံရောက်လေးနဲ့ပြစ်နှာခေါင်းသွေးရောဆိုရဲနှစ်ယောက်ပါတရားခံဆိုတော့ရဲနှစ်ယောက်ပါမဆောင်ခိုင်းဘူးလားဆောင်ခိုင်းတော့သူကပြောတာစီပွားရေးသမားငါ့ကိုဘာမပြောညမပြောနဲ့ဆေးမှာငါ့ကိုထိုးတာဗျာတဲ့ငါလက်ပြီးပြန်ထိုးချင်တာပြေးလို့အိမ်မှာလက်တကပိတ်ပြီးတော့မင်းတုံးချလို့ဘယ်ရောက်မလဲငါတကားကိုခွဲတော့ငါ့ကိုပြန်ပစ်တာဗျာတဲ့ငါနဲ့ခါမနာဘူးလားခါနာနေဒီနော်တေချာပြောပြတာတရားစီရင်တရားသူကြီးရှေ့မှာနင်တော့လဲတက်တေအနေနဲ့ပြောရမှာအဲ့ကောင်ကိုလုံးဝငါကောင်းချမှာတဲ့ကောင်းအနှစ်ဘလောက်လဲတက်ကြောချမှာဆိုမှသူကဖြစ်နေတာဟိုကတော့စခန်းမှာခေါ်သွားတာလူကိုထိုးပြီးပစ်တယ်ဆိုတော့တရားရင်ဆိုင်ကြတော့ဘယ်သူကနိုင်ဖို့တေချာလဲအပြစ်ခံရတယ်လို့အထောခံရသူနိုင်မယ်လို့မထင်ဘူးလားထင်တာတရားသူကြီးကအပြစ်ခံရတယ်လို့အထောခံရတယ်လို့ကိုတီဂရီ3နှစ်ချလိုက်ဟာဟိုကောင်ကထွက်တယ်အဲ့ဒါတော့ဘယ်တရားမလဲဘာဖြစ်လို့လဲငါကနှစ်ခါခံနေတာ तू ကတက်မဲ့လာထိုးတာဆိုတော့ရှင်းနေရှေ့ရတီဥပဒေတီအရာဥပဒေအရာလုတ်တော့မင်းအားတဲ့ယောက်ျားချင်းဆေးမှာထိုးတာမင်းတို့အရေးလည်းမတက်လို့ဆေးမှာထိုးလိုက်တာသူလည်းတောတာထွက်လို့မင်းကိုတွေ့တာနဲ့မင်းကအဲ့ဒီနေရာမှာပြန်ထိုးပြရမှာပြီးပြီတဲ့ဒါလက်သီးနဲ့ထိုးတာဘာဥပဒေမှာဒါခဏရံဖြစ်ကြတာပြီးသွားပြီမင်းအားတဲ့အင်းအထိလက်သွားတာတဲ့ဟာအင်းကြော်နင်းမှုအဲ့ဒါအပြစ်ကြီးတယ်ဟာဘာကြော်နင်းမှုတမှုတဲ့အသက်ပါဂျန်စီတာတဲ့ဟာဘာဂျန်စီတာမင်းကိုထိုးတာတတ်ဖို့ကိုလေးနဲ့မြားနဲ့သွားတာတဲ့အသက်ဂျန်စီမှုနဲ့မှုတဲ့ဟာနောက်ပြီးဖောက်ထွဲမှုတဲ့သူ့တကားကိုမဖောက်ဘူးလားသုံးမှုမင်းသုံးနှစ်ချမယ်သူကတော့ပြီးသွားပြီဟာကျေနပ်သလားဘယ်ကျေနပ်မလဲမကျေနပ်လဲဥပဒေကသူကမမိဘူးလားအဲ့ဒါကြောင့်အားလုံးလဲအောင်မရှိတာထက်မသိတာခက်တယ်ငွေတော့မရှိဘူးလားဥပဒေမသိဘူးဒုက္ခရောက်တယ်ဒီနေ့ကျွန်တော်တို့လုံနေတဲ့ဟာဒီကအဟုတ်ကြီးထင်နေတာကို့မျက်ခြေတော့ကိုမမြင်ဘူးနောင်ဘဝကိုလုံးဝငရဲမကြအောင်ကို့ဟာကိုပြုတ်ပြင်းလို့ရမယ်ဆိုရင်လောဆယ်မသေးအောင်ပဲလုပ်အောင်ကိုပဲတလက်မလောက်မအောင်မလို့ရလားကိုပဲစပင်းမဖြူအောင်လုပ်အောင်လုပ်လို့ရလားဖះအပြပြောတာအားလုံးလဲမင်းတို့စပင်းတောင်းဖြူအောင်မဲအောင်မလုပ်တတ်ရင်ကြီးကျယ်ကောင်းကင်မြေကျဲတိုင်တီပြီးမချင်းနဲ့မင်းတို့လူသားတွေကစပင်းတပင်၄တောင်ဖြူအောင်မဲအောင်မလုပ်တတ်ကြဘူးမင်းတို့သေးလာရင်လောက်ကတော့စားအောင်ပါထော်သူတို့ကိုပိုးရွပြီးနိုင်တတ်၏ကဲဘယ်သူကတော့နိုင်တာပိုးရတော့စင်ခေါ်တဲ့သူကငါဖျားဖြစ်မယ်ကြောစားဖျားဖြစ်မယ်ဆိုတော့လူရဲ့သဘောကဒါကြောစားဖျားဖြစ်မယ်ဆိုတာကတော့ဘာမဆိုကြောစားအားထုတ်ရင်ဖျားမဖြစ်လာပေမဲ့ကြောစားအားထုတ်ဖို့အားပေးတာပါကြောစားလို့ဖျားဖြစ်တယ်လို့ရှိလားအားလုံးလဲကြောစားလို့ဖျားဖြစ်တယ်မဟုတ်ပါဘူးအတူတူပဲဖြစ်မယ်ကြောစားတိုင်း10တန်းတောင်မအောင်လို့ခက်တာကြောစားတိုင်းစီးပွားလည်းမအောင်လို့ခက်တာဘာသာတရားကကုသိုလ်တပည့်ငရဲတပိတ်တာအဲ့ဒါကြောင့်တမန်တရားသိဖို့လိုတာအားလုံးလည်းလူသိတခါတည်းသိ၍ထို့နောက်မှ
တရားစီရင်တော်မူခြင်းကိုခံရတဲ့ကဲ့တော့ဟာဘယ်သူကစီရင်မှာလဲထာဝရဖယားဘယ်သူကလဲထာဝရဖယားဘာလို့စီရင်မှာလဲ तू ကပိုင်တာကွာလူတီအောင်လူရဲ့ဝိညာဉ်တော်ဝိညာဉ်တီကိုလူ तू ကထည့်ပေးတာကျွန်တော်တို့ကဝိညာဉ်တီအားလုံးဘယ်သူထည့်ပေးတာပိုင်ရှင်ဘယ်သူဝိညာဉ်တီအားလုံးငါပိုင်တာတဲ့ငါတရားပြန်စီရင်မှာဒီတိုင်းမလွတ်ဘူးတဲ့အားလုံးဝိညာဉ်တီပြန်တွေ့မှာတဲ့ကဲကိုသားသမီးတီတောင်ကိုနဲ့မဆိုင်ဘူးလားဆိုင်လေလူကဒါကြောင့်ရေစကြည်လက်ဆက်ရှစ်အပိုက်ငယ်လေးတွေ့ပြီလားရေစကြည်လက်ဆက်ရှစ်အပိုက်ငယ်လေးဘုရားဥပဒေပုံမှာပြောတယ်ကဲဖတ်ကြည့်မယ်ဝိညာဉ်အပေါင်းတို့ကိုငါပိုင်၏အပါဤဝိညာဉ်ကိုငါပိုင်တကယ်သို့သာဤဝိညာဉ်ကိုလည်းငါပိုင်၏ပြမသောဝိညာဉ်သည်အသက်တရားပြီးရောဝိညာဉ်အားလုံးငါပိုင်တယ်တဲ့ဘုရားကအပဝိညာဉ်ကဝိညာဉ်ကထည့်ပေးတာလေပထမဦးဆုံးလူမှာဖန်ဆင်းတော့မထည့်ပေးဘူးလားအပဝိညာဉ်ကိုငါပိုင်တယ်လို့သားတွေမြဲတွေရဲ့ဝိညာဉ်တွေလည်းငါပိုင်တာအဲ့ဒါကြောင့်ငါပိုင်တယ်ဆိုတာငါစီရင်ပိုင်ခွင့်ရှိတယ်အဲ့ဒီဝိညာဉ်တွေငါစီရင်တဲ့အခါပြစ်မှားသောဝိညာဉ်အပြစ်တွေ့လို့တော့အသက်တည်ရမည်ဝိညာဉ်အသက်တည်တယ်ဆိုတာငရဲကြတာပြောတာရေစကြည်ဆက်ရှစ်လေးမှာအားလုံးလဲဝိညာဉ်အပေါင်းတို့ကိုငါပိုင်အိဝိညာဉ်အပေါင်းဘယ်သူပိုင်ဖယားပိုင်တာအပဝိညာဉ်ကိုငါပိုင်တကယ်တော့သားဤဝိညာဉ်ကိုလည်းငါပိုင်ဤဟောအပရဲ့ဝိညာဉ်မပိုင်ဘူးလားအပဝိညာဉ်ပိုင်ရင်တော့သားရဲ့ဝိညာဉ်ပါမဆိုင်ဘူးလားနမကြီးပိုင်မှတော့နာကလေးလည်းမပိုင်ဘူးလားအေးလေအပရဲ့ဝိညာဉ်ကိုငါပိုင်တကယ်တော့တဲ့သားဒီရဲ့ဝိညာဉ်လည်းငါပိုင်တယ်တဲ့သားစီမြဲဆက်ဘယ်သူမှဝိညာဉ်အားလုံးဝိညာဉ်အပေါင်းတို့ကိုငါပိုင်အိတ်တယ်ဝိညာဉ်အားလုံးငါထာငါပဲထွက်သွားတာငါပေးထားတာလူအားလုံးအပအာတံပထမဦးဆုံးလူအာတံငါထည့်ပေးတဲ့ဝိညာဉ်တာသမီတီအားလုံးရဲ့ဝိညာဉ်ငါမပိုင်ဘူးလားပိုင်ထားတာအားလုံးလည်းအပြစ်မှားသောဝိညာဉ်သည်ဟောအပြစ်တွေ့လို့တော့တဲ့ပြစ်မှားသောဝိညာဉ်သည်ဘာဖြစ်ရမလဲအသက်ကိုတည်ရမှာတဲ့ဝိညာဉ်အသက်တည်တယ်ဆိုတာကငရဲကြတာကိုပြောတာငရဲမှာလည်းတည်သွားတာမဟုတ်ဘူးအမလီဆိုပြီးတော့အဲ့ဒါကြောင့်ဘုန်းကြီးတွေဘာသာရေးခေါင်းဆောင်တွေပြောတဲအိုးမှာလှော်ချင်းခံရမယ်တဲအိုးမှာလှော်ချင်းခံရမယ်လို့နားလည်အောင်မပြောဘူးလားဟေးငရဲရောက်တယ်ဆိုတာတက်တာမလားလုံးဝပူပြင်းပြီးတော့သေပြန်တယ်လားဆိုတော့မသေးဘူးဝိညာဉ်ကိုဘယ်သေးမလဲထာဝရဝိညာဉ်မသေးတော့ဘူးငရဲကြတာကိုပဲဝိညာဉ်သေခြင်းဟိုအားလုံးလည်းဝိညာဉ်အပေါင်းကိုငါပိုင်၏အပဤဝိညာဉ်ကိုငါပိုင်တကယ်တော့တာဤဝိညာဉ်ကိုလည်းငါပိုင်၏ပြစ်မှားသောဝိညာဉ်သည်အသက်ကိုတည်ရမယ်ပြန်တက်လာလို့မရတော့အားလုံးအဲ့ဒါကြောင့်ရေဘူးနဲ့ဖိနမပါခဲ့ຫນွယ်ခါမတိတယ်လို့တီလဒါနမသေးချခဲ့တော့တေခါမကောင်းကောင်းသိမယ်နော်ဆိုမပြောဘူးလားပြောတယ်အဲ့ဒါကြောင့်မိတ်ဆွေနဲ့ကျွန်ုပ်ရဲ့ဘဝနောင်ဘဝမှာရုပ်ကတော့တင်းချမ်းရောက်ပြီးမြေမှုမှာပြန်သွားပြီးပြီးပြီနာမ်ကတော့ဖျားစီမှာပြန်သွားပြီးတော့မှမင်းလောကမှာအသက်ပဲနဲ့ငါပေးထားတာဆရာလေးမနာမင်းအသိပံပညာရှင်ကြီးဖြစ်တာတော့ဟုတ်ပါရဲ့အဲ့ဒါနဲ့ပဲဂုံယူဝါကြွားပြီးတော့မှမင်းကပညာမင်းပညာကတင်းချိုင်းမှာပြီးသွားပြီတဲ့အထုပတ္တိဖတ်လိုက်ပြီတဲ့ဘာဖတ်လိုက်ပြီအထုပတ္တိဆရာလေးမနာတွေသိပ္ပံပညာရှင်ကြီးဖြစ်ခဲ့ပါတယ်တိုးတိုးလဲညတုံးကရေချိုးရင်းနဲ့ရေချိုးခတ်မှာတည်သွားလို့အခုလိုလာတိကျော်ချင်းဖြစ်ပါတယ်မြန်မြန်အချိန်မရှိဘူးမြန်မြန်တည်ချင်းတည်ကျော်ကြဆိုတော့လောက်ကမြန်မြန်ခေါ်လာခဲ့ကြဆိုချတာနဲ့လောက်ကအကုန်စားပြီးတော့မြေမှုန့်မြေမှုန့်တော့ဝိညာဉ်ကတော့ဘုရားရှိမှသွားတဲ့အခါမင်းဆရာလေးမနာအပြစ်ကင်းရဲ့လားဟာဘာမှငါဘယ်သူသားသမီးလည်းမပြစ်မှာဘူးဘယ်သူထောင်တစ်ခါမှမကြဘူးငါဘာမှကောင်းမှုကုသိုလ်တည်ပြုခဲ့တယ်ငါအကောင်းစားတည်ပဲငါနေတဲ့သိပ္ပံပညာရှိလည်းဖြစ်ခဲ့တယ်အဲ့ဒါဒီမဆိုင်ဘူးချိန်ကြည့်အောင်နဲ့မင်းပြောတာတော့ဟုတ်ကဲ့ဒီမှာချိန်ကြည့်အောင်ချိန်ခွန်ရှားပြနေတယ်မင်းရဲ့ဘဝအားလုံးဘဝဇတ်လန်းတွေအကုန်ရေးထားတာမင်းရဲ့15နှစ်တုန်းကပါတီလုပ်တယ်20နှစ်တုန်းကပါတီလုပ်တယ်တည်တဲ့အထိပါတီလုပ်တယ်မင်းဒီမှာချိန်ခွန်ရှားကမင်းရဲ့အခုတော့တပဲပဲရှိတာအခုတော့တပိတ်သားသွားပြီတော့ဆိုတော့ဘယ်သွားမလဲဒါဆိုရင်ကျွန်တော်တို့အားလုံးရဲ့အသက်တာကငရဲကြဖို့အလေးသာသလားကောင်းကင်ရောက်ဖို့အလေးသာသလားမပူနဲ့အဲ့ဒါကြောင့်အဲ့ဒါကြွတ်ဖို့လိုတာအဲ့ဒါကြွတ်ဖို့ရအတွက်ဒီတရားနာနေတာနော်
ဒါကြွက်ချင်တယ်လားမကြွက်ချင်ဘူးလားကြွက်ချင်တယ်ဆိုတဲ့လူလက်ထောင်ကြည့်ကြွက်ချင်တယ်ဒီဘဝနေဟုတ်ပြီဒါပေါ့ကြွက်ချင်လို့လာတာဟုတ်လားထောင်းနေတာသူကမနာပေါ့ကဲတိုးထွက်ပြီးတရားချင်းကြွက်မလားမိမမယူနဲ့ယောက်ျားမယူနဲ့ဖဏမစီးနဲ့တရားချင်းအသားလည်းမစားနဲ့တရားချင်းကြွက်မလားမရှိတာထက်မသိတာခက်တာခင်ဗျားတို့သိကြလိမ့်မယ်ခင်ဗျားတို့သိလာလိမ့်မယ်ဝဲမြောက်ဆရာအိုးအဲ့ဒါကြောင့်ဆရာလိမ့်မနာပြောနေတာအိုးအဲ့ဒါကြောင့်ကြွက်ပြီးလွတ်ပြီးဆိုတာမလို့ချင်ဘူးလားဒါမယ်လက်ခုပ်တီးကြတော့ဒါကြောင့်ကိုဟာကိုတရားစီမှာမဟုတ်ဘူးပူရင်တကပူရင်ဖယားတကဖယားအရာခတ်သိန်းကိုတိတဲ့ဖယားကျွန်တော်တို့တက်တက်လွတ်စားပါတယ်ဆိုပြီးတော့ငါတက်တက်လွတ်စားဖူးတယ်တက်တက်လွတ်စားပြီးတော့မှပယောစိတ်နေမိတာငါမသိဘူးကဲတက်တက်လွတ်တော့စားပါရဲ့ဟိုမှာနေမိတာမနှဲဘူးဟုတ်တယ်မလားရေနွဲ့ပဲပေါ့ပေါ့ဆိုအောင်ငါတောက်တယ်အသားလည်းမစားတော့ဘူးဆိုရေနွဲ့တောက်တယ်ပိုးကောင်တီပြုတ်တောက်နေတာငါမသိဘူးရေနွဲ့တဲတယ်ဆိုတာပိုးကောင်တီဖို့အရသာရှိဖို့တဲတာမဟုတ်ဘူးပိုးတီဖို့ပြုတ်တောက်နေတာလွတ်မလားငါဝိုင်းကြိုက်လာရင်မက်ထရိုစားလိုက်တော့ပိုးတီမတီဘူးလားတတ်နေတာဆရာဝန်ကိုတွားပြတော့ဟာအဆုတ်တီဗီရောက်6လနော်ဆေးထိုးတယ်ဆေးပေးတယ်ပိုးတက်ဆေးစားနေတာပိုးတီတတ်နေတာငါတက်တလွတ်စားတော့လေလွတ်တလားမလွတ်ဘူးအဲ့ဒီလောက်ထိအသေးစိတ်ကိုနားလည်ဖို့လိုတာကိုဟာကိုအပေါ်ရန်လေးရှောက်ရေးပြီးတော့မှငါဖြေနိုင်တယ်တီထွက်မယ်ဆိုတာတော့ကတော့တစ်နှစ်မကြခင်မပေါ်လာဘူးလားအောင်စရေးမှာဒါကြောင့်ကိုဟာကိုမလိမ့်နဲ့ကိုဟာကိုတေချာအသက်ရှိတဲ့အချိန်မသေးခင်လေးမှာအချိန်မြင့်သေးတယ်နော်ရုပ်နဲ့နာမကွဲခင်လေးမှာသိဖို့လိုတာအောင်လက်မှကင်ထားဖို့မလိုဘူးလားအဲ့ဒါပဲအားလုံးလက်အောင်မဲခွန်းရှိအဖြေရှိတယ်အနာရှိဆေးရှိတယ်မတိသူကကြော်သွားလို့တိသူကဖော်စားတယ်မသေးချဘူးလားသေချတယ်အဲ့ဒါကြောင့်ခင်ဗျားတို့တိဖို့ရအတွက်နားထောင်ပါနားထောင်ပြီးလိလာစီးပူးမှတိမှာပေါ့ဒီလိုနေရင်ထိုင်ရင်နဲ့တော့ကိုဟာကိုအမှတ်ပေးလို့တော့ရမလားမရဘူးဟေရှာယ33ဖယားဥပဒေပုဒ်မဟေရှာယအခန်းကြီး33အပိုက်ငယ်22ဖတ်ကြည့်ပါကဲသာဝရဘုရားဒီငါတော့ဣတရားသူကြီးသာဝရဘုရားဒီငါတော့ဣပိညတ်တရားရှင်ဗာတရားရှင်သာဝရဘုရားဒီငါတော့ဣရှင်ဘုရင်သာဝရဘုရားဒီငါတော့ဣဘသူရှင်ဘုရင်ဖြစ်အဲ့ဒါကြောင့်ရာထု3ခုဒီမှာဖော်ပြထားတယ်သာဝရဘုရားဟာငါတို့မင်းတို့ငါတို့ရဲ့တရားသူကြီးတဲ့တရားသူကြီးဆိုတော့ဘာလုပ်မလဲတရားစီမှာအားလုံးကိုတရားစီမှာဘယ်သူမျက်နှာမှာလိုက်လို့မရဟိုမှာပိုက်ဆံလက်ထိုးလို့ရမလားအဲ့ဒီပိုက်ဆံငါဖန်ဆင်းပေးထားတာမင်းတင်းချိုင်းကြော်ပြီးအဲ့ဒီတစ်ကြက်မှသုံးလို့လည်းမရဘူးယူလာလို့လည်းမရဘူးသာဝရဘုရားဒီငါတော့အိပိညတ်တရားရှင်ပိညတ်တရားရှင်ဆိုမာရှယ်လိုကိုထုတ်ပိုင်တယ်ဖြတ်ပိုင်တယ်မကင်ထားဘူးလားလွတ်စေဆိုလွတ်တယ်မလွတ်စေနဲ့ဆိုမလွတ်ဘူးကဲအဲ့ဒါပိညတ်တရားရှင်တို့ထုတ်ပိုင်ခွင့်မရှိဘူးလားထက်ခိုင်ဖို့မရှိဘူးလားငါတို့ရဲ့ပိညတ်တရားရှင်သာဝရဘုရားပဲတဲ့ဆရာလိမ္မနာကိုလွတ်စေဆိုလွတ်တယ်မလွတ်စေနဲ့ဆိုမလွတ်ဘူးဘယ်သူလဲသာဝရဘုရားတရားစီရင်မှာငါမလွတ်ဖို့ဆိုတာနဲ့မဆိုင်ဘူးမင်းကဒီအမှုနဲ့ဒါညှိနေတယ်ငါမလွတ်ဘူးမဆိုင်ဘူးညှိတယ်ဆိုညှိပြီအရေးမယူဘူးလားတရားစီရင်ပြစ်မှာပိညတ်တရားရှင်လည်းပြန်ဖြစ်တော့လွတ်စေဆိုမလွတ်ဘူးလားမလွတ်စေနဲ့ဆိုမလွတ်ဘူးကဲနောက်ရှင်ဘုရင်တဲ့ဘာဘုရင်အားလုံးလည်းအောင်သာဝရဘုရားသည်ငါတို့ဤရှင်ဘုရင်ဖြစ်၍ငါတို့ကိုကဲလွှတ်တော်မူလိမ့်မည်ဟောရှင်ဘုရင်ဆိုတာပြည်သူပြည်သားတွေအတွက်စာဝတ်နေရေးအတွက်လုံခြုံရေးအတွက်အားလုံးကိုတာဝန်ယူတာရှင်ဘုရင်လို့မခေါ်ဘူးလားဒီလိုဆက်ကျွန်တော်တို့နိုင်ငံတည်အခြေအနေကိုတွားမကြည့်နဲ့ရှင်ဘုရင်ရဲ့တာဝန်ကပြည်သူပြည်သားတွေအားလုံးလွတ်ငြိမ်းချမ်းသာကောင်းစားရေးအတွက်တာဝန်မယူရဘူးလားအဲ့ဒါရှင်ဘုရင်နာဗရဖရာအဲ့ဒီငါတို့ရဲ့ရှင်ဘုရင်နော်ငါတို့ဖန်ဆင်းတဲ့ဖရာနော်ငါတို့ကိုအလကားကြောင်ထဲထွက်ပစ်မဲ့ဖရာတော်မဟုတ်ဘူးတော့
ကိုယ့်အခြေအနေလေးတော့တိဖို့မလိုဘူးလားလိုတာအားလုံးလည်းထာဝရဘုရားသည်ငါတို့ဤရှင်ဘုရင်ဖြစ်၍ငါတို့ကိုကဲတင်တော်မူလိမ့်မည်ထာဝရဘုရားသည်ငါတို့ဤတရားသူကြီးဖြစ်၍ငါတို့ကိုတရားစီရင်တော်မူလိမ့်မည်ထာဝရဘုရားသည်ငါတို့ဤပညာတရားရှင်ဖြစ်၍ငါတို့ကိုထွက်ပိုင်ခွက်ချုပ်ပိုင်ခွက်ရှိတော်မူ၏ကဲသာသမီတရားအဖေကိုဥက္ကဋ္ဌခန့်เสียလိုသလားသာသမီတရားအဖေကိုဥက္ကဋ္ဌရွေ့ရအောင်ဥက္ကဋ္ဌမြောက်ရအောင်ဆိုမလို့အဖေကတုတ်နဲ့ရက်ချင်းရက်တယ်မရက်ချင်းမရက်ဘူးဆုံးမပိုင်ခွက်မရှိဘူးလားဘာဖြစ်လို့လဲအဖေဗျဖယားတာဝန်ပေးထားလို့သူအားဖြင့်မမွေးလာဘူးလားမွေးလာတော့သာသမီမင်းတို့ကငါ့ကိုခန့်ဆံမလို့ငါသားငါသမီးဆုံးမပိုင်ခွက်မရှိဘူးလားအဲ့ဒီလိုပဲဖယားသခင်ကကျွန်တော်တို့ကဟာငါတို့လည်းတခြားဖယားပဲကိုးကွယ်တာသူ့ကိုမကိုးကွယ်ဘူးပိုဆိုးမယ်ကျွန်တော်တို့မဖန်ဆင်းဘူးလားဖန်ဆင်းတာတရားသူကြီးဝိညာဉ်အလုံးပိုင်ထားတာငါတို့တည်ပြည့်အလုံးသူ့ရှေ့မှာရောက်ရမှာသူ့ရှေ့မှာအလုံးဝိညာဉ်ရောက်ရမှာဒါဆိုရင်မရောက်ချင်ဘူးလားရောက်ချင်လားအေးမရောက်ချင်ဘူးဒါကြောင့်ဒီနေ့ကျွန်တော်တို့အားလုံးထမင်းလေးရောက်လာပြီထင်ပါတယ်ရောက်လာပြီလားဟောမရောက်လာသေးဒါဆိုရင်ဒါလေးဖတ်ပြီးတော့မှထမင်းထုတ်ရောက်လာတော့ပါတယ်ရောက်လာဗျာဒိတ်20အငယ်7ကနေပြီးတော့14အထိဖတ်မှာဒါလေးကိုကျွန်တော်တို့ကစားရတော့မှဖြစ်တော့ကြောက်နော်အားလုံးမတတ်တာပြီးတော့ထမင်းစားမြင်အောင်ဒါလေးကိုအားလုံးကဖတ်မှာဖြစ်တယ်တယောက်ကတိုင်ပေးရမှာနော်တယောက်အတန်ကောင်းကောင်းကျဲကျဲလေးနဲ့ဗျာဒိတ်20ဖယားဥပရိပုတ်မှအဲ့ဒါအားလုံးဝိညာဉ်ဒီကိုတရားပြန်စီမှာဘာဒီကိုတရားစီမှာဝိညာဉ်ဒီကျွန်တော်တို့သေပြီးတဲ့လူဒီပြန်ခေါ်ပြီးဖယားကတရားစီရင်တဲ့အချိန်ခါမှာဘာဒီတွေ့ရမလဲဆိုတာလေးကိုတွဲပြီးတော့မှကျွန်တော်တို့ထမင်းစားဖို့ဖြစ်ပါမယ်ကဲဒါဆိုရင်အားလုံးတော့မထပါနဲ့တယောက်ဖတ်မယ်ဖတ်ဘယ်သူဖတ်မလဲတမီးဖတ်မယ်နော်တမီးထပြီးဖတ်တော့အားလုံးကလိုက်မယ်နော်အခုကတော့နားထောင်ရုံမရတော့ဘူးတမီးရဲ့နောက်မှာအားလုံးလိုက်မယ်တမီးကရှေ့မှာခေါ်သွားနော်ရှေ့မှာခေါ်ဖတ်ပေါ့ကဲဗျာဒိတ်20 7ကစဖတ်7ကနေဖတ်7လိုက်7ကနေစဖတ်လိုက်မယ်နော်တဖန်တုံးကျဲကျဲလေးဖြူသောပလင်ကြီးကို၎င်းပလင်ပေါ်မှာထိုင်တော်မူသောသူကို၎င်းငါမြင်၏ပလင်ပေါ်မှာထိုင်တော်မူသောသူကို၎င်းငါမြင်၏ကောင်းကင်နှင့်မြေကြီးသည်မျက်နှာတော်ရှိမှပြေးလွင်၍သူတို့နေစရာအရက်မရှိတည်လွန်သောသူအကြီးအငယ်တို့သည်ပလင်တော်ရှိမှရပ်နေကြသည်ကိုငါမြင်၏စာဆောင်များကိုဖွင့်ထား၏အသက်စာဆောင်တည်ဟူသောအခြားတစ်ပါးသောစာဆောင်ကိုလည်းဖွင့်လေ၏တည်လွန်သောသူတို့သည်မိမိတို့အကျင့်အတိုင်းစာဆောင်တို့၌ရေးထားချက်များနှင့်အညီတရားစီရင်ခြင်းကိုခံရကြ၏သမုဒ္ဒရာသည်မိမိ၌ရှိသောလူသေးတို့ကိုအပ်ပေး၏မရဏနှင့်မရဏနိုင်ငံသည်လည်းမိမိတို့၌ရှိသောလူသေးတို့ကိုအပ်ပေးကြ၏လူအသီးအသီးတို့သည်မိမိတို့အကျင့်အတိုင်းတရားစီရင်ခြင်းကိုခံရကြ၏ထိုအခါမရဏနှင့်မရဏနိုင်ငံကိုမိအိုင်ထဲသို့ချပစ်လေ၏ထိုသေခြင်းကဒုတိယသေခြင်းဖြစ်သည်15အထိဖတ်လိုက်အသက်စာဆောင်၌စည်ရင်မဝင်သောသူရှိသမျှတို့ကိုလည်းမိအိုင်ထဲသို့ချပစ်လေ၏ကဲလက်ခုပ်တီးကြတော့သေလွန်သောသူအကြီးအငယ်တို့သည်ပလင်တော်ရှေ့မှရပ်နေကြသည်ကိုငါမြင်၏ဖယားရှေ့မှအကြီးရောအငယ်ရာထူးကြီးရာထူးငယ်ငယ်အသက်ကြီးငယ်ငယ်ဖယားရဲ့ပလင်တော်ရှေ့မှမရပ်လာဘူးလားရပ်လာကြလိမ့်မယ်
မရဏနဲ့မရဏနိုင်ငံတည်လဲမိမိနဲ့ရှိသောလူသေးစရင်ကိုအပေးဤမရဏတေပြီးတဲ့လူဒီအလုံးတယောက်မှမကြံရဘူးတေမင်းကကိုစရင်နဲ့လာအပ်မှာဒီလူဒီပါတေမင်းငါစီမှာရောက်လာတဲ့လူသေးတဲ့ဝိညာဉ်ဒီအလုံးလာအပ်မယ်တေလွန်တော်သူအကြီးအငယ်တို့ဒီပလင်တော်ရှိမှရပ်နေကြသည်ကိုစားဆောင်များကိုလည်းဖွင့်ထား၏ပါတီကိုဖွင့်ထားလေစားဆောင်များဆိုတာဆရာလိမ္မနာရဲ့ဘဝဆရာလိမ္မနာရဲ့ကိုရေးဖိုင်ကြီးဦးထရဲ့ကိုရေးဖိုင်ဦးမြရဲ့ကိုရေးဖိုင်10နှစ်မွဲကတဲ့ပါတီလုတ်လာတယ်တည်တဲ့အထိပါတီလုတ်တယ်ဆိုတဲ့စားဆောင်များလူသေးဒီအားလုံးရဲ့စားဆောင်များမရှိဘူးလားလာအားလုံးယူလာခဲ့အားလုံးလည်းစားဆောင်များကိုလည်းဖွင့်ထား၏လူသေးတော့သည်စားဆောင်များ၌ရေးထားချက်များနဲ့အညီမိတို့အကျင့်အတိုင်းတရားစင်ခြင်းကိုခံရကြ၏အသက်စားဆောင်တည်ဟူသောအခြားသောစားဆောင်ကိုလည်းဖွင့်ထား၏ဟောအခြားသောစားဆောင်ကတခုတည်းပဲအသက်စားဆောင်တဲ့အသက်စားဆောင်ဘာစားဆောင်လဲလူအတီးတီးတော့သည်မိတို့အကျင့်အတိုင်းတရားစင်ခြင်းကိုခံရကြ၏စားဆောင်များ၌ရေးထားချက်များနဲ့အညီတရားစင်ခြင်းကိုခံရကြ၏မရဏနဲ့မရဏနိုင်ငံတည်လဲမိ၌ရှိသောလူသေးစရင်ကိုအပေး၏ပင်လေသမုတ်တရားတည်လဲမိ၌ရှိသောလူသေးစရင်ကိုအပေး၏ထိုအခါမရဏနဲ့မရဏနိုင်ငံကိုမင်းအိမ်ထဲသို့ချပစ်လေ၏အသက်စားဆောင်၌စရင်မဝင်တော်သူရှိသမျှတို့ကိုလည်းမင်းအိမ်ထဲသို့ချပစ်လေ၏ထိုသေးချင်းကဒုတိယသေးချင်းဖြစ်သည်ဟောပထမသေးပြီးတော့မှဟိုးမှဝိညာဉ်တည်ငရဲကိုချတာဖြစ်တယ်ဒါကြောင့်ဒီစရင်ကိုလူတိုင်းလူတီတခါတည်းတည်ထိုနောက်မှတရားစင်ခြင်းခံရမယ်ဝိညာဉ်အပေါင်းငါပိုင်တယ်အပဝိညာဉ်ပိုင်တယ်လို့တာဝိညာဉ်ပြစ်မှားသောဝိညာဉ်အသက်တည်ရမယ်သာဝရဘုရားဟာတရားသူကြီးပညာတရားရှင်ဘုရင်အင်မတန်ကောင်းပေမဲ့ကျောင်းဆရာမတရားစေတနာနဲ့တစ်နှစ်လုံးတင်ပေးပေမဲ့မဖြေနိုင်တဲ့သူဒီကိုအောင်စရင်မထည့်လို့ရမလားမရဘူးပြောမယ်အချိန်တင်မဲ့အချိန်တေချာတင်တေချာပြောပြီးပြီစာမေးပွဲခမ်းမှာတောင်မင်းချင်လို့မရတော့ဘူးဟေးရန်သူလိုပဲနေကြတော့တာဆရာအဲ့ဒါနားမလဲလို့အေးအဲ့ဒါပဲလေမင်းတော့ကြက်ဖို့ပြောတော့ကြက်လေအဲ့ဒါပဲလေမေခွန်နားမလဲဆရာရှိလားအဲ့ဒါပဲလေဟာပြန်ပြောပြသေးလားအချိန်ကုန်လာမိတ်ဆွေအကူကြီးတောင်းလို့မရတော့ဒီဘဝမှာအခုလို့လာကြတာမင်္ဂလာရှိတယ်ဒီနေ့နဲ့ဖတ်မလာပဲနေကြည့်ကိုပဲရှုံးမယ်သူများရှုံးမလားကိုပဲရှုံးမှာငါလုတ်ဆရာရှိတယ်ဟောမှာတိမ့်တစ်ထောင်ဟောမှာတိမ့်တစ်ထောင်မဟုတ်ဘူး तू ကဝန်းရှိုးလို့မလာတာစန်းနုကနဲ့ဖတ်လာဖို့ပြောထားတယ်ဝန်းရှိုးနေလို့တဲ့အဲ့ဒါလည်းမနေ့ကဝန်းရှိုးဖို့ဆူတောင်းခဲ့တာဘာဖြစ်လို့လဲဆိုတော့တတ်ချုပ်လို့တဲ့4-5ရက်ရှိပြီတဲ့အင်တာမတက်တော့မအီမတာဖြစ်နေလို့ဆရာတဲ့အေးဟုတ်ပြီဝန်းရှိုးပါစီလို့တော့ဆုမတောင်းဘူးသူရဲ့အတွင်းမှာရှိတဲ့ကလေးစားဝန်တီအကောင်လုံးပြန်လဲပတ်နိုင်အောင်ကိုရရှင်ကောင်းကြီးပေးတော်မူပါဆိုတော့ရှောလာတော့လေ4-5ရက်ပိတ်ထားတဲ့ဟာကရေပိတ်ဖျားပြီးတော့ရေတကားဖွက်ထားတော့မလာဘူးလားလို့လာတာအဲ့ဒါလာပြန်တော့လေဒီနေ့သူများဒီအနှောက်အယှက်ဖြစ်မှခဏထတော့မလွယ်ဘူးဆိုပြီးတော့မှမလာတာနဲ့ဖန်လာခဲ့ဟုတ်ကဲ့ကုန်လုံးလာမယ်တဲ့ကဲဒါဆိုရင်အဆင်ပြေနော်ဒါဆိုအားလုံးလက်အောင်ကိုတို့ဖရားကြီးကျေးဇူးတင်လိုက်တာတေချာတိလာဖို့ရနားထောင်ကြပါပြီထမင်းလေးစားပြီးတော့ညနေပိုင်းလဲလုံးဝမနောက်ကြပဲအချိန်တိကျပြန်နားထောင်မယ်ကိုတိအောင်မကဘူးသူမြောက်ပြောပြမှာဒီဟာကိုတိဖို့ပထမလိုတယ်ကိုတိမှကိုပြောလို့ရတာကိုရှိမှကိုပေးလို့ရတာအဲ့ဒါကြောင့်နာခံကြပါပြီကဲလက်ခုပ်တီးကြတော့ဒါဆိုရင်တော့ဆရာကြီးမျောလီအောင်ကိုမိတ်ဆက်ပေးမယ်နော်သူကလေရင်အေးချင်း